ပြောထားတာကတက်မရရည်နဲ့တဲ့အစင်မပြေဘူးထင်တယ်တဲ့အချင်းနဲ့အင်္ဂလိပ်စေကတွဲတောက်လို့မရဘူးထင်တယ်တဲ့ဆိုတော့ဒေါက်တာတို့ဒီကွန်မန့်ကကြပဲဟာလဲဆိုတော့ဒေါက်တာတို့ဒီပါတယ်နှစ်ဖက်ချုံတန်တဲ့အာစီလေးအဲ့ဒါလေးတွေကိုဒီအနက်မခံနိုင်တဲ့တန်ကြီးနဲ့မခံနိုင်တဲ့သူတွေအတွက်ဗာလေးနဲ့တွဲတောက်လို့ရလဲဆိုတော့ဒေါက်တာပြောပြထားတဲ့ဗီဒီယိုမှာမှတ်ထားတာပေါ့နော်အင်းဟုတ်တယ်ဒါဒီကွန်မန့်လေးလည်းကောင်းတယ်နော်လူတွေကအဲ့ဒီပါတယ်အချင်းနဲ့လေအင်္ဂလိပ်စေနဲ့သူမတည့်ဘူးလို့လည်းထင်နေကြတာကြတော့အခုဒီအိတ်တန်တဲ့အားစေးကိုဒါတို့ဒီတက်မြာရည်နဲ့တောက်ကတက်မြာရည်တို့လိမ်မော်ရည်တို့နဲ့တောက်ခိုင်းရတဲ့ရည်ရွယ်ချက်ကတန်တဲ့အားစေးကပို့ပြီးတော့စုပ်ယူမှုအားကောင်းအောင်ပြီးတော့တန်တဲ့ရဲ့အပြေဝရအောင်လို့ဒါတို့ကဒီဗိုက်တာမင် C နဲ့တွဲပြီးတော့တောက်ခိုင်းတာနော်ဒီကလို့ကိုကဗိုက်တာမင် C ကိုဒီတက်မြာရည်ကိုအချင်းနဲ့မတည့်ဘူးလို့ထင်ရတယ်တက်မြာရည်မကြိုက်လိမ်မော်ရည်နဲ့တောက်လို့ရတယ်နော်လိမ်မော်ရည်မကြိုက်လို့ရှိရင်လည်းဘာနဲ့မှမတောက်ဒီရိုးရိုးရည်နဲ့ပဲတောက်လဲဘာမှမဖြစ်ဘူးနော်တခြားဗိုက်တာမင် C ရမယ့်ဒီအသီးတွေစားပြီးတော့တောက်လဲရတာပဲလीနော်အဲ့လိုလဲရတယ်ဟိုတက်မြာရည်နဲ့မဖြစ်မနေတောက်ဖို့တော့မဟုတ်ပါဘူးနော်အဲ့ဒါအနက်မခံနိုင်တဲ့သူတွေအတွက်ပြောတာလीနော်ရိုးရိုးအနက်တက်ကြီးနဲ့ဘာမှဆက်ဆက်တည်းမဖြစ်ဘူးဆိုတဲ့သူတွေအတွက်ကတန်းရိုးရိုးရည်နဲ့ပဲတောက်လို့လဲရပါတယ်ကိုအစီပြေရနဲ့တောက်ပါနော်